မှန်မာတွေကိုအကောင်းမွန်ဆုံးထိန်းကျောင်းနိုင်တဲ့လမ်းပြနိုင်တဲ့ကိုနာမှာတစ္ဆာရှိစွာနေအောင်ဆွဲဆောင်နိုင်တဲ့ leader တွေမှာပဲရှိတဲ့အချက်တွေကိုဒီဗီဒီယိုမှာလေ့လာကြည့်ကြရအောင်မင်္ဂလာပါ coach ဝင်ပါဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်ကိုပတ်ဝန်းကျင်မှာတခုခုအခက်အခဲတွေကြုံလာတိုင်းတခုခုတော့ကြာရှုံးမှုတွေကြုံလာတိုင်းစိတ်ညစ်စရာတွေကြုံလာတိုင်းလဲကြတယ်ပြန်ထတယ်မရရအောင်ရှေ့ဆက်တယ်သူတို့တခုခုလိုချင်လာတာရှိအဲ့လိုချင်တာကိုမရရအောင်ကြက်ကုတ်ကြက်ခဲလုပ်တယ်ပြီးတော့တဲ့အခါမှာသူတို့ဒီအရာကိုပြောတယ်အဲ့ပြောလိုက်တဲ့အရာကိုပြောလိုက်တဲ့အချိန်မှာပြောလိုက်တဲ့အတိုင်းဖြစ်အောင်လုပ်ကြတယ်အဲ့လိုလူမျိုးတွေကိုတွေ့ဘူးကြလားအဲ့လိုလူမျိုးတွေကိုကြည့်လိုက်တဲ့အခါမှာအဖွဲ့အစည်းကိုဥဆောင်နေရတဲ့သူဒါမှမဟုတ်လို့ရှိရင်လည်းတကယ့်ကိုရက်ဆက်ကောင်းနေရနေတဲ့သူလူတွေအများကြီးလေးစားရတဲ့သူအားကြရတဲ့သူတွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်မိတ်ဆွေကသာလီဒါကောင်းတယောက်ဖြစ်ချင်တယ်ကိုကအဖွဲ့အစည်းတစ်ခုကိုဥဆောင်ခြင်းနဲ့ကိုစီမှာတင်းပတ်မာတွေအများကြီးနဲ့ကိုရဲ့ result ကိုအခုထပ်ပို့ပြီးတော့ upgrade မြင့်ခြင်းနဲ့ရလက်ကောင်းတွေပို့ပြီးပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ဒီအချက်တွေကိုမှရှိပြီလားတစ်ချက်လောက်စမ်းစစ်ကြည့်ဖို့လိုအပ်ပါတယ်ဆိုတော့လီဒါကောင်းတယောက်မှာဒီလိုအချက်တွေရှိတယ်ဆိုတော့ဒီထက်ကောဘာတွေပြည့်စုံဖို့လိုသေးလဲကျမတို့လေ့လာကြည့်လို့ရအောင်မနက်ဖြန်မှာကျမရဲ့ solo seller to strong team leader ဆိုတဲ့တင်နန်းကြီးထဲမှာလာရောက်ပြီးတော့အားရပါရလေ့လာလို့ရမယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်